ကျေပြန်တော့စကြဝဠာကြီးတွေကဘာဟုတ်ခေါ်တော့ဂျိုးတလုံးရှိရာသူကဘာဂျိုးတွေနေတိုင်းတည်ရှိကြတော့တက်ရှိတတ်မဲ့များစွာပေါ်ပေါက်ခဲ့ကြလေသည်ထိုတက်ရှိများစွာတွေမှာလူဟုခေါ်တော့တတော်အုပ်စုလည်းအပါဝင်ပင်ဖြစ်ပေသည်လူသားများဒီအုံနောက်တရအချံကိုပိုင်ဆိုင်ထားကြတော့ကြောင့်အချိန်များကျော်လွန်လာကြတော့ဖန်တီးတွေးတော်နိုင်စွမ်းများတင်ယူနိုင်စွမ်းများမြင့်မားလာပြီးကဘာပေါ်တွင်လွှမ်းမိုးနိုင်တော့လက်ရှိအုပ်စုများဖြစ်လာကြလေသည်哥姐我喽，你讲耶？我明天叫你了。ဒုတိယတူရင်အုံနောက်တစ်ခုရှိကြတယ်အုံနောက်စဉ်းစားတွေ့တော့ရှိတယ်လုံးသားနဲ့ပေါင်းပြီးဖြစ်ပေါ်လာတော့ခံစားချက်ဆိုရင်သဘောထားရကြုံတွေ့ရတော့ဖြစ်ပြပုံမှုတွေဖြစ်ပေါ်လာတဲ့အချင်းနောက်ကျသွားလိုက်ရင်ဟဲ့ဒီစကြီးဟာကြီးပဲကြည့်နေတာတော့别那么急了。တို့လောကကြီးရှိဖြစ်တယ်တခုတွေ နောက်ကျသွားရတဲ့တောင်းမှန်ပါတဲ့ စန့်ကျင်ပဲရများလေးရှိကြလေသည်ကောင်းဒီရများပြတယ်လို့၎င်း၏စန့်ကျင်ပဲမကောင်းဒီရများမှလည်းပြည်တွက်နေရှိလေသည်ပြီးတော့ဘောကမှာလူမရှိလို့အာတင်မီအသက်ဆက်ရှင်မှာ等他的来的日子，什么你们我们现在了不？请假里的嘞。没有，你帮我查点那个。我们家里面八有个干别嘛了，爸爸别弄的，来看嘛喏。逼了呗。